သင်္ချာများလို့စိတ်ညစ်နေတဲ့သူတွေအတွက်ဒီနေ့ဗီဒီယိုလေးမှာဘယ်လိုလေ့လာရမလဲဆိုတဲ့နည်းလမ်းလေးကိုပြပြပေးပါမယ်။ပထမဆုံးအနေနဲ့ဒီသင်္ချာကိုစပြီးတော့သိဖို့ဒီကောင်းကောင်းမွန်မွန်နဲ့တွက်နိုင်ဖို့အတွက်ကအရေးကြီးဆုံးကတော့ basic ကိုအရေးကလေ့လာရမှာပေါ့နော်။ကိုကလောလောဆယ်မှာ grade 12လောက်ထိရောက်လာမယ်ပေါ့။ဒါပေမဲ့11 10ကို grade ဒီအခြေခံမရှိခဲ့ဘူးဆိုလို့ရှိရင်ဒီ basic တွေကိုလောလောဆယ်မှာပြန်ပြီးတော့မှပြန်လည်ပြီးတော့မှ record ပြန်လုပ်ပေးပါပြောချင်တာကကိုက trigo ဘိုင်းတွေရောက်နေပြီသင်နေရဆိုလို့ရှိရင်ဒီ trigo နဲ့ပတ်သက်ပြီးတော့ကို basic တိတ်မပါငယ်ဘူးဆိုလို့ရှိရင်အဲ့ဟာလေးနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့လေ့လာပါနော် YouTube မှာလေ့လာတာမျိုးစာအုပ်တွေပြန်ပြီးတော့ textbook တွေပြန်လေ့လာတာမျိုးလုပ်ကြည့်ပါအဓိကတော့မပြင်းပါနဲ့ကိုမသိတဲ့အကြောင်းအရာကိုမသိတဲ့အတိုင်းမနေဘဲနဲ့ဒီ basics တွေကိုပြန်ပြီးတော့မှအချိန်အားရအဲ့လိုမျိုးပြန်ပြီးတော့လေ့လာပေးပါဒါအရေးကြီးဆုံးချက်ပေါ့နော်ဒီခက်ခဲတဲ့ concept တွေကတော့သူတို့ကတော့ဆက်တင်မဲ့အတိုင်းပဲကိုက basic ကိုမသိခဲ့တဲ့သူတွေအနေနဲ့ကြတော့အဲ့ concept တွေအရင်ခက်နေတယ်ပေါ့နော်ဒါမှမဟုတ်လောလောဆယ်မှာ basic ကိုခဏအချိန်ရတိုင်းမှာပြန်ပြီးတော့မှပြန်လုပ်ပေးပါနောက်တစ်ချက်ကတော့ဒီသင်္ချာနဲ့ပတ်သက်ပြီးတော့ပေါ့နော်နေ့စဉ်လောက်သွားဖို့အတွက်အရေးကြီးတယ်ဆိုတော့ပြောချင်တာကကို့မှာအချိန်နိုင်ဝက်ပဲသင်္ချာတုတ်တင်နေဆိုရင်တော့မှနိုင်ဝက်အတွင်းမှာကိုတစ်ပုတ်ပဲပြီးနှစ်ပုတ်ပဲပြီးတွက်နိုင်သမျှတွက်သွားပေးပါနိုင်ဝက်ကတော့တကယ်တော့နေပါတယ်နော်တနားရီဝန်းကျင်လောက်ကိုသုံးပြီးတော့မှတရက်ကိုဒီလောက်သင်္ချာကိုတင်ပြီးသားဟာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုမရတဲ့အပိုင်းတွေပဲဖြစ်ဖြစ်ဒါတွေကိုခဏပြန်တွက်နေဖို့အတွက်လိုပါတယ်သင်္ချာဆိုတာကမျက်လုံးနဲ့ကြည့်အောင်ဒီတင်တာကိုနားထောင်နေလဲရမှာမဟုတ်ပါဘူးဒါမှမဟုတ်တက်ခါပြန်တွက်ပြီးတော့မှလေ့ကျင့်မှုအတွက်အရေးကြီးတယ်နောက်ဆုံးအရေးကြီးဆုံးတစ်ချက်ကတော့ဒီသင်္ချာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီမရဘူးဆိုတဲ့ယုံကြည်ချက်တွေကိုဖျောက်လိုက်ပါဆိုတော့ပြောချင်တာကသင်္ချာဆိုတာကငယ်တဲ့ပါရမီပါခဲ့မှသင်္ချာကိုတွက်ချက်တော်မှပဲသင်္ချာကိုငါသင်္ချာလုပ်နိုင်မယ်လို့ထင်နေတာပေါ့နော်ဒါပေမဲ့အဲ့လိုမဟုတ်ဘူးတကယ်တမ်းသင်္ချာဆိုတာကသင်္ချာလေ့ကျင့်မယ်ဆိုလို့ရှိရင်လိုက်ပြီးတော့လုပ်မယ်သင်္ချာကို train သွားမယ်ဆိုလို့ရှိရင်တော့သင်္ချာပေါက်လွယ်ကူနဲ့ဖြစ်နေမှာပါတယ်တခုဖြစ်တယ်ဒါမှမဟုတ်ဒီ၃ချက်လေးကိုသုံးပြီးတော့မှသင်္ချာခက်ခဲနေရဆိုလို့ရှိရင်အဲ့ဒီတိုင်းလေးလေ့လာကြည့်ပါအဆင်ပြေမယ်လို့ယုံကြည်ပါတယ်အားလုံးပဲနားလည်ကြမယ်လို့ထင်ပါတယ် bye bye